မောင်ဆန်းဤတဲထိတ်ရင်မှုခီးသွားဇလံမောင်ဆန်းဟာစွန်းစားခီးသွားရတာကိုအလွန်နှစ်သက်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။တနေ့မှာတော့မြို့ကြီးရဲ့ဆူညံတန်တွေကနေဝေးကွာပြီးတောင်တန်းဒေသတစ်ခုကိုတယောက်တည်းခီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒေသခံတွေကတော့အဲ့ဒီတောင်တန်းရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့မိုးခေါင်တောင်ကိုမသွားဖို့သတိပေးကြတယ်။ညနေပိုင်းရောက်ရင်အဲ့ဒီတောင်ဘက်ကိုမသွားနဲ့နော်ထူးဆန်းတာတွေဖြစ်တတ်တယ်လို့ရွာသားအိုကြီးတစ်ယောက်ကပြောခဲ့တယ်။ဒါပေမဲ့မောင်ဆန်းကတော့အဲ့ဒီစကားတွေကိုအယုံကြည်မရှိခဲ့ပါဘူး။ဒီခေတ်ကြီးမှာတရေဆိုတာဘယ်ရှိအောင်မှလဲလို့စိတ်ထဲမှာတွေးပြီးခီးဆက်ခဲ့တယ်။နေ့လယ်ပိုင်းလောက်မှာတောင်ထိပ်ကိုရောက်လာတဲ့ရှုခင်းတွေကအရန်လှပါပြီးမြူကိုးတွေကတောင်ကြားတွေကိုဖုံးလွှမ်းထားတယ်။ဓာတ်ပုံတွေရိုက်ပြီးပြန်ဆင်းဖို့ပြင်နေချိန်မှာမိုးကြီးတစ်ခုရုတ်တရက်ရွာချလာတယ်။မောင်ဆန်းဟာမိုးခိုဖို့နေရာရှာရင်းတစ်တော်တဲကအိမ်ဟောင်းတစ်လုံးကိုတွေ့လိုက်တယ်။အိမ်ကတစ်သားအိမ်ဟောင်းကြီးဖြစ်ပြီးသတင်းပေါက်တချို့ပျက်စီးနေတယ်။တကားကိုဖွင့်လိုက်တော့ကျွီဆိုတဲ့အတန်ကြီးထွက်လာတယ်။အိမ်ထဲမှာလူမရှိပုံရပေမဲ့ထူးဆန်းတဲ့အနံ့တစ်မျိုးရနေတယ်။မောင်ဆန်းကမိုးရက်မဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်လိုက်တယ်။အချိန်ကြာလာတာနဲ့အမျှညနေခင်းရောက်လာတယ်။အပြင်မှာလေပြင်းတွေတိုက်ခတ်နေပြီးတကိုင်းတွေတစ်ခါတရံသတင်းပေါက်ကိုရိုက်ခတ်နေတယ်။ရုတ်တရက်အပေါ်ထက်ကနေဒုတ်ဒုတ်ဒုတ်ဆိုတဲ့ခြေတံလိုအတန်တစ်ခုကြားလိုက်ရတယ်။မောင်ဆန်းချက်ချင်းမတက်ရက်လိုက်တယ်။ဘယ်သူရှိလဲလို့အော်မေးလိုက်ပေမဲ့ဘာအတန်မှပြန်မလာဘူး။အတန်ကတော့ဆက်လက်ကြားနေရတယ်။သူ့လက်ထဲကဓမီကိုကင်ပြီးလှေကားထစ်တွေကိုဖြည်းဖြည်းချင်းတက်သွားတယ်။လှေကားတွေကဟောင်းနှွမ်းနေပြီးခြေလမ်းတိုင်းမှာမြည်တံတွေထွက်နေတယ်။အပေါ်ထက်ကိုရောက်တဲ့အခါအခန်းတစ်ခန်းရဲ့တကားကအနှဲငယ်ပွင့်နေတယ်။တကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တယ်။အခန်းထဲမှာဘယ်သူမှမရှိဘူး။ဒါပေမဲ့ကျမ်းပြင်ပေါ်မှာတော့လက်တလောပေါ်လာတယ်လို့ထင်ရတဲ့ခြေရာတွေကိုတွေ့လိုက်ရတယ်။မောင်ဆန်းရဲ့နှလုံးခုန်တန်ကမြန်လာတယ်။ရုတ်တရက်သူ့နောက်ကျောဘက်မှာတယောက်ရက်နေတယ်လို့ခံစားလိုက်ရတယ်။ချက်ချင်းလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူး။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းကအလိုမီးပွင့်လာတယ်။ဖုန်းမျက်နှာပြင်ပေါ်မှာစာတစ်ကြောင်းပေါ်လာတယ်။ဒီနေရာကနေထွက်သွားပါ။မောင်ဆန်းအံ့ဩသွားတယ်။ဖုန်းမှာအင်တာနက်လည်းမမိဘူး။ဘသူကပို့တာလဲဆိုတာလည်းမသိဘူး။အဲ့ဒီအချိန်မှာအခန်းထဲကအပူချိန်ဟာရုတ်တရက်အေးခဲသွားတယ်လို့ဖြစ်လာတယ်။ဓမီရဲ့အလင်းရောင်ကတုန်ခါလာတယ်။ဖြက်မီးပိတ်သွားတယ်။အမောင်ထူးကြီးကအခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။မောင်ဆန်းရဲ့အသက်ရှူတန်တောင်ကြားနေရတယ်။ရုတ်တရက်သူ့နားရွက်နားမှာတိုးလေးအတန်တစ်ခုကြားလိုက်ရတယ်။ပြီးတော့မောင်ဆန်းကြောက်လန့်ပြီးလှေကားစီကိုအပြေးဆင်းလာတယ်။ဒါပေမဲ့အောက်ထပ်ရောက်တဲ့အခါတကားကြီးကပိတ်နေတယ်။ဘလောက်ဆွဲဖွင့်မရဘူး။အဲ့ဒီအချိန်မှာအိမ်နောက်ဘက်ကနေအော်တန်ကြီးတစ်ခုထွက်ပေါ်လာတယ်။အတန်ကလူတစ်ယောက်ငိုကြွေးနေတယ်လို့ဖြစ်နေတယ်။မောင်ဆန်းဟာတက်တိမွေးပြီးနောက်ဘက်ကိုသွားကြည့်လိုက်တယ်။အိမ်နောက်ဘက်မှာမြေဖုံးထားတဲ့တင်းချိုင်းဟောင်းတစ်ခုရှိနေတယ်။ကြောက်တိုင်ပေါ်မှာရေးထားတဲ့စာကိုဖတ်လိုက်တော့1984ခုနှစ်မိုးကြီးသောညတွင်ပျောက်ဆုံးသွားသူများမောင်ဆန်းရဲ့ကိုယ်တစ်ခုလုံးကြက်တီးထသွားတယ်။အဲ့ဒီအချိန်မှာလေပြင်းတစ်ချက်တိုက်ခတ်ပြီးတင်းချိုင်းဘေးကမြေစီလွာတွေလှုပ်ရှားလာတယ်။သူကနောက်ပြန်ဆုတ်လိုက်တယ်။ဒါပေမဲ့သူ့ရှေ့မှာအဖြူရောင်အရိပ်တစ်ခုပေါ်လာတယ်။မျက်နှာကိုမမြင်ရပေမဲ့လူပုံတံဖြစ်နေတယ်။အရိပ်ကြီးကလက်ညှိုးထိုးပြီးတောင်အောက်ဘက်ကိုညွှန်ပြနေတယ်။နောက်တစ်စက္ကန့်မှာပဲပျောက်ကွယ်သွားတယ်။အဲ့ဒီအချိန်မှာတကားကြီးအလိုပွင့်သွားတယ်။မောင်ဆန်းဟာအချိန်မဖြုံးတော့ပဲအိမ်ထဲကထွက်ပြေးလာတယ်။မိုးရေထဲမှာတောင်အောက်ကိုအမြန်ဆုံးဆင်းလာခဲ့တယ်။နောက်တနေ့မနက်မှာရွာကိုပြန်ရောက်လာတယ်။ရွာသားတွေကအံ့ဩသွားကြတယ်။မင်းအသက်ရှင်လျက်ပြန်ရောက်လာတာကံကောင်းတယ်လို့ပြောကြတယ်။ရွာသားအိုကြီးကတော့တိတ်တဆိတ်ခေါင်းညှိလိုက်ပြီးပြောတယ်။မိုးခေါင်တောင်ကအိမ်ဟောင်းမှာပျောက်ဆုံးသွားတဲ့လူတွေရှိခဲ့ဘူးတယ်။သူတို့တွေကတချို့ကလမ်းပြောက်သူတွေကိုကယ်တင်ပေးတတ်တယ်လို့ဆိုကြတယ်။မောင်ဆန်းကဘာမှမပြောနိုင်ခဲ့ဘူး။ဒါပေမဲ့ဖုန်းကိုထုတ်ကြည့်လိုက်တဲ့အခါမင်းညကပေါ်ခဲ့တဲ့စာတန်းဟာမရှိတော့ဘူး။အစားဓာတ်ပုံတစ်ပုံရှိနေတယ်။သူမရိုက်ခဲ့ဘူးတဲ့ဓာတ်ပုံတစ်ပုံ။ဓာတ်ပုံထဲမှာတော့မောင်ဆန်းဟာအိမ်ဟောင်းရှိမှရက်နေပြီးသူ့နောက်မှာအဖြူရောင်အရိပ်တစ်ခုမတ်တက်ရက်နေခဲ့ပါတယ်။ပြီးတော့အဲ့ဒီဓာတ်ပုံကိုဘသူရိုက်ခဲ့တာလဲဆိုတာကိုတော့ယနေ့တိုင်မည်သူမျှမသိကြသေးပါ။